အားလုံးမင်္ဂလာပါနော်ကျွန်တော်တို့ခဏလေးတစ်ခွက်လူရင်းလေးတွေသွားလာမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်ကဟိုအကြီးဖြစ်သွားရင်တင်းမလို့ကျွန်တော်တို့490ရယ်964ရယ်999ခွန်ရယ်999ခွန်ပြင်တယ်ပေါ့နော်သူ့အောက်မှာ314လေးတည်ပြီးတော့သူ164လေးတို့တည်သေးတာနော်အဲ့ဒီပြေးလိုက်ရင်83ခွန်နဲ့846နဲ့တခါဖရိန်ကိုပြန်တက်ခဲ့သေးတာနော်တည်ပြီးတော့မှသူ့ရဲ့တော့မှ296ဆောင်းထိုးတာနော်တခါဒုတိယတစ်ကတ်ကြတော့သူ46ခွန်ရယ်694ရယ်934ရယ်934 469ဒီဘက်က964နဲ့အတူ64တည့်ရဲ့ထဲမှာ998ဖရိန်တည်တာနော်အဲ့ဒီလိုတည်တဲ့64တည့်ကနေပြေးလိုက်ရင်သူကလည်း38ခွန်နဲ့684ဆိုတဲ့ဖရိန်ကိုတည်ပြီးတော့သူ့ရဲ့တော့မှ296ကိုတောင်းထုတ်ပေးထားခဲ့တာနော်တောင်းထုတ်ပေးထားခဲ့တော့ဟိုအဲ့ဒီလိုတည်ထားခဲ့တဲ့စီကျော်တွေက146ရဲ့ထက်က144ကနောက်တစ်ခါ1ခွန်ဖရိန်125လှည့်950ထောင်းတာနဲ့စီကျော်ထဲမှာ140လို့ပြန်ထုတ်ခဲ့တာထုတ်ပြီးတော့မှအဲ့140ဒီဘက်မှာ4နှစ်ဖရိန်တည်ပြီးတော့သူ့ရဲ့အပေါ်တောင်းမှာ303ခွန်လို့လှည့်ပြီးတော့အဲ့59ခွန်ကိုပြန်ထုတ်ခဲ့တာအဲ့ထုတ်တဲ့59ခွန်ကကျွန်တော်တို့ဒီ140ရဲ့အပေါ်မှာစတဲ့ကြတဲ့59ခွန်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယတစ်ခါကလည်း641ရဲ့ထက်က998ကိုနော်ကျွန်တော်တို့1ခွန်ရှိပရိ950လို့ထောင်း125လို့လှဲတဲ့စီကျော်နဲ့အချိန်တိုင်းပြေးလိုက်ရင်အဲ့998လို့ပြန်ထုတ်တာထုတ်ပြီးတော့မှအဲ့998နဲ့အချိန်ကသူကလည်း4နှစ်ပရိတဲတယ်ပြီးတော့303ခွန်လှဲပြီးအဲ့64ခွန်လေးကိုပြန်ထုတ်ခဲ့တာအဲ့ဒီ64ခွန်လေးကကျွန်တော်တို့998နဲ့အချိန်တိုင်းမှာတည်ခဲ့တဲ့64ခွန်လေးပဲနော်အဲ့ဒီတော့ဟုတ်ပြီအဲ့ဒီလိုကစားထားတဲ့59ခွန်303ခွန်လို့လှဲပြီးတော့တဲမဲ့59ခွန်ကသူ့ရဲ့ရှေ့2နှစ်ကျော်မှတစ်ခါနားခဲ့သေးတာနားခဲ့တော့ဘယ်နေရာမှာနားတာလဲဆိုတော့ကျွန်တော်တို့လူရင်းပဲပြောလိုက်အောင်4ခွန်လေးလှဲတဲ့108စီကျော်နဲ့အကျိန်ကိုင်းမှာဒီဘက်996လို့တောင်းထုတ်ပြီး59ခွန်လေးနားခဲ့တာဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီနားခဲ့တဲ့59ခွန်နဲ့အကျိန်ကိုင်းမှာအဲ့134လေးကိုပြန်ထုတ်ကြတာတယ်နော်အဲ့ဒီကြတော့ဒီ59ခွန်နဲ့ဒီဘက်က4နှစ်နဲ့140နဲ့နော်140အဲ့ဆိုရင်ရိုးရှင်းဆုံးက59ခွန်ရဲ့အောက်မှာ140စတည်တယ်နော်ဟုတ်ပြီအဲ့ဒီ140ကဒီဘက်မှာလာထုတ်တယ်ပြီးရင်4နှစ်ခံပြီးတော့အဲ့59ခွန်လေးပြန်ထုတ်တာအဲ့လိုတွေထုတ်ခဲ့လို့အဲ့ဒီ59ခွန်ရှေ့2နှစ်ကျော်မှနားခဲ့တဲ့59ခွန်နဲ့အကျိန်ကိုက်ကိုအဲ့139လေးကိုပြန်ထုတ်ကြလာတယ်နော်ဒါလိုရင်းပဲနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယတစ်ကတ်ကလည်းကျွန်တော်တို့8ခွန်တည်းဖရိန်950ထောင်နဲ့စီးတော့မှာ998ကဒုတိယကြိမ်လာနာပြီးသူနဲ့ကြိမ်တိုင်း4နှစ်ဖရိန်တည်ပြီးတော့သူ့ကိုထောက်ပြီးခဲ့တဲ့64ခွန်ကို303ခွန်လို့လှည့်ပြီး64ခွန်လေးကိုပြန်ထုတ်တာအဲ့ဒီပြန်ထုတ်ခဲ့တဲ့64ခွန်ကိုကျွန်တော်တို့ဒီဘက်က9ခွန်နဲ့64ခွန်ကသူရှေ့2နှစ်ကျော်မှာတစ်ခါနားခဲ့သေးတာနော်ဟုတ်ပြီအဲ့ဒီနားခဲ့တဲ့ခွန်6လေးနဲ့အကျိန်ကိုက်ကိုကျွန်တော်တို့998လေးပြန်ထုတ်ကြစားခြင်းလားနော်ဟုတ်ပြီအဲ့ဒီ6လေးခွန်ကရှေ့2နှစ်ကျော်နားတော့သူကလည်း996တောင်းထိုးတဲ့စီကျော်တွေနော်3ညခွန်လှဲတာဒီဘက်မှာကျွန်တော်တို့4ခွန်လေးလဲတာတွေအောက်မှာ830ဖရိန်နေနဲ့ပေါ့ဗျာနော်ဒီစီကျော်ကြီးကရှင်းမဲ့ဆိုရင်အကြီးပဲနော်ဒါပေမဲ့အဓိကကတော့ကျွန်တော်တို့မှန်မှာ998နဲ့ခွန်6လေးနဲ့အကျိန်ကကြီးတည်ခဲ့တာအဲ့တည်ခဲ့တဲ့998ကိုအဲ့ဒီ998ကိုသူကအရင်1.8ဖရိန်နဲ့ပြန်ထုတ်တာထုတ်ပြီးတော့မှအဲ့998နဲ့အကျိန်ကိုက်ကို4နှစ်ခံပြီးတော့အဲ့64ခွန်ကိုပြန်ထုတ်ခဲ့တာဟုတ်အဲ့ထုတ်ခဲ့တဲ့64ခွန်ရဲ့ရှေ့2နှစ်ကျော်မှနားခဲ့တာအဲ့နားခဲ့တဲ့ခွန်64နဲ့အကျိန်ကိုက်ကိုကျွန်တော်တို့က998ကိုပြန်ပြီးတော့ထုတ်ပြီးတော့ကစားခြင်းတာပဲနော်အဓိကတော့ဒီစီကျော်ရှင်းမဲ့ဆိုရင်အကြာကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်လူရင်းပေါ့ဒါဖိုင်လေးတက်လွယ်အောင်ဆိုပြီးကျွန်တော်တူလေးရိုက်တင်လိုက်ပါတယ်အားလုံးကံကောင်းကြပါစေ